မလိုအပ်တော့ဘူးဆိုတာကိုတိတိကျကျသိရတဲ့အချိန်မှာစာတတိတတိုင်းပို့တာတွေကိုရှော့ချခဲ့တယ်ဖုန်းခေါ်တာတွေကိုရပ်ပေးခဲ့တယ်မင်းအတွက်တန်ဖိုးရှိတဲ့သူတွေကြားမှာကိုကအနှောက်အယှက်တသက်ဖြစ်နေတဲ့ဘဝကိုရပ်တန့်ခဲ့တယ်နေရာတကာမှာမေးမြန်းတာတွေကိုရှော့ချခဲ့တယ်ကိုမရှိမှအစဉ်ပြေတဲ့ရပ်ဝန်းလေးမှာအလိုက်တသိနေပေးလိုက်တော့မယ်ဒီလိုနဲ့တဖြည်းဖြည်းချင်းနေကောင်းရဲ့လားဆိုတဲ့မေးခွန်းတွေကိုအပြီးတိုင်ချုပ်ငြိမ်းပေးမယ်ဟိုကမစားနဲ့ဒီကမလုံးနဲ့တားမြစ်တာတွေဂီးဆိုင်ပေးတာတွေအလုံးစုံရပ်တန့်ပေးမယ်မင်းတို့အလေးနဲ့ထားမျက်နှာရတဲ့သူတွေကြားမှာပေးထွက်ပေးခဲ့ရတဲ့ကိုဘဝကိုရပ်တန့်ခဲ့မယ်မင်းတို့အသုံးမဝင်တော့ဘူးဆိုတာတိတိကျကျသိရတဲ့နေ့အရာရာစိတ်ပူတာတွေကိုဖယ်ရှားပေးမယ်တဝင်းတိုတာတွေကိုရုပ်သိမ်းပေးခဲ့မယ်ပြီးတော့မင်းမြင်သာတဲ့အရက်ကနေထွက်ခွာပေးမယ်နောက်ပေါ်မလာတော့ဘူးဆိုတာကိုဂတိပေးမယ်မင်းတမိုးထားတဲ့သူတွေနဲ့သာအချိန်ကုန်ပျော်ရွှင်စေဖို့မနှောက်ယှက်ခြင်းတိတ်ဆိတ်ခြင်းနဲ့ကူညီပါမယ်ကို့မှာဘာတွေပဲဖြစ်နေပါစေတော့မင်းတော့ပျော်စေရမယ်လေ